ခုလိုနွေရာသီမျိုးရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်ခန္ဓာကိုယ်ကအထွက်ဆုံးဆိုချွေးလို့ပြောလဲရပါတယ်။လေ့ကျင့်ခန်း9မိနစ်လောက်လုပ်လိုက်ပြီဆိုလို့ရှိရင်ချွေးတော်တော်ကြီးထွက်ကြတယ်။ခုလိုမျိုးချွေးထွက်လာပြီဆိုလို့ရှိရင်လူတော်တော်များများကကျွန်တော်ခန္ဓာကိုယ်ထဲမှာစီဒီပိုပြီးလောင်ကျွမ်းမယ်လို့ထင်ကြတယ်။တကယ်တမ်းအဖြေကတော့ no ပါဗျာ။ Andes Masterclass လူတော်တော်များများကချွေးထွက်တာရဲ့ခန္ဓာကိုယ်ကအလုပ်လုပ်တာရဲ့ကျွန်တော်တို့ပက်ပန်းဆိုတဲ့ကျွန်တော်အစီအငိုရာတွေကိုတဒန်းနဲ့သတ်မှတ်ထားလေးရှိပါတယ်။အဲဒါမှမဟုတ်ခုလိုနွေရာသီမျိုးရောက်ပြီဆိုလို့ရှိရင်တော်တော်များများဆိုလို့ရှိရင်ဆွက်စုလို့ခေါ်တဲ့ချွေးကိုအရင်ထွက်စေဖို့အတွက်မိုးကအင်ကြီးလိုမျိုးတွေဝတ်ပြီးတော့မှပြေးကြလေးရှိတယ်။ချွေးများထွက်တယ်ဆိုလို့ရှိရင်အစီလောင်ကျွမ်းတယ်လို့အယူဆမှားတွေရှိပါတယ်ဗျာ။တကယ်တမ်းကျချွေးထွက်တယ်ဆိုတာကကျွန်တော်ခန္ဓာကိုယ်ထဲမှာရှိတဲ့ cooling system လို့လုပ်တာရဖြစ်ပါတယ်ခုလိုပူရင်းနေရတဲ့မျိုးမှာဆိုလို့ရှိရင်ခန္ဓာကိုယ်ရဲ့ temperature တက်နေလေရှိတယ်ဒီမှာမှလေ့ကျင့်ခန်းထားလုပ်လိုက်တယ်ဆိုလို့ရှိရင်ဒီရဲ့ခန္ဓာကိုယ်ရဲ့ပူချိန်ကိုလျှော့ချဖို့အတွက်ခန္ဓာကိုယ်ရဲ့ရေဓာတ်တွေကိုမွေးညင်းပေါက်လေးတွေကတစ်ဆင့်အပြင်ကိုထုတ်လွှတ်လိုက်ပါတယ်ဗျဒီရဲ့ခန္ဓာကိုယ်ရဲ့ထွက်သွားရေလေးတွေကကျွန်တော်တို့အငွေ့ပြန်သွားပြီဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာအေးမြတဲ့ feeling တွေတစ်ခုပြင်ခန္ဓာကိုယ်ရဲ့ core temperature ကိုကျစေတယ်ဒါတော့ချွေးထွက်တယ်လို့ခေါ်ပါတယ်ချွေးထွက်တယ်ဆိုလို့ရှိရင်ခုလိုမျိုးရာသီဥတုမျိုးမှာလေ့ကျင့်ခန်းအရန်လို့တဲ့ချွေးအများကြီးပို့ထွက်တယ်ဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ထဲကနေပြီးတော့မှရေဓာတ်တွေအများကြီးဆုံးရှုံးသွားတယ်။ဒါတော့ကျွန်တော်ရေဓာတ်ဆုံးရှုံးရင် dehydration လို့ခေါ်ပါတယ်ဗျ။ dehydration ဖြစ်တာများပြီဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာရှိတဲ့ metabolism လို့ခေါ်တဲ့ကာမဇီဝဖြစ်စဉ်တွေလျှော့ချသွားစေတယ်။ကာမဇီဝဖြစ်စဉ်တွေလျှော့ချသွားပြီဆိုလို့ရှိရင်တော့တနေ့တာမှာကျွန်တော်ခန္ဓာကိုယ်ထဲနေပြန်ပြီးဖြုံးနိုင်တဲ့ calorie ပမာဏလည်းလျှော့သွားလိမ့်ရှိတယ်ဗျ။ဒါကြောင့်မို့ချွေးထွက်များတယ်ဆိုတာကခန္ဓာကိုယ်ရဲ့အဆီတွေလောင်ကျွမ်းသွားတာမဟုတ်ဘူးဆိုတာသိဖို့ရည်ကြီးပါတယ်ဗျ။ခန္ဓာကိုယ်ရဲ့အဆီကိုလောင်ကျွမ်းဖို့ဆိုလို့ရှိရင်ကိုယ့်ရဲ့လေ့ကျင့်ခန်းကိုတင့်တော်တဲ့နှလုံးခုန်နှုန်းတစ်ခုကျွန်တော် fat burn zone လို့ခေါ်တဲ့နှလုံးခုန်နှုန်းတစ်ခုမှာဆိုလို့ရှိရင်အနည်းဆုံးမိနစ်20ကနေ30လောက်ထိလုပ်ရတယ် cardio training တွေလုပ်ရတယ်ပြီးတော့မှကျွန်တော်တို့ခုနပြောတဲ့ metabolic rate ကိုလည်းမကျတော့အောင်ထိန်းညှိထားရတယ်ပြီးတော့မှကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ calorie ကိုပိုပြီးသုံးနိုင်မှုဆိုလို့ရှိရင်နောက်တစ်ခုကကျွန်တော် DEF လို့ခေါ်တဲ့ခန္ဓာကိုယ်စားသုံးလိုက်တဲ့အခါမှာဆိုလို့ရှိရင်အစာချေပြဖို့အတွက်ကျွန်တော်သုံးရတဲ့အစွမ်းရည်ပမာဏတွေရှိတယ်ပြီးတော့မှ NEAT လို့ခေါ်တဲ့လေ့ကျင့်ခန်းမဟုတ်တဲ့ကျွန်တော် activity တွေလည်းလုပ်ရတယ်ပြီးတော့မှကျွန်တော် EAT လို့ခေါ်တဲ့လေ့ကျင့်ခန်းနဲ့ပတ်သက်တဲ့ activity တွေကခန္ဓာကိုယ်ရဲ့ calorie ဖြုံးတဲ့နေရာမှာအနည်းဆုံးလို့ပြောလို့ရပါတယ်ဒါဒီမှာမှကျွန်တော်တနေ့လာလို့မှခန္ဓာကိုယ်ကပြန်ပြီးဖြုံးထားတဲ့ calorie နဲ့ကျွန်တော်တို့ပြန်ပြီးစားရတဲ့ calorie ရဲ့ခြားနာခြင်းပမာဏကဆိုလို့ရှိရင်အနည်းဆုံး3500 calorie ရှိမှကျွန်တော်ခန္ဓာကိုယ်ရဲ့အဆီဓာတ်ပေါင်းကျတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ချွေးထွက်တာနဲ့ကျွန်တော်တို့အဆီကျတာကိုကျွန်တော်တို့လုံးဝမတူဘူးဆိုတာသိထားဖို့ရည်ကြည်ပါတယ်ဗျဒါဆိုလို့ရှိရင်တော့ခုလိုနွေရာသီမျိုးမှာလေ့ကျင့်ခန်းလုပ်တဲ့အခါမှာချွေးထွက်အရမ်းများပြီးတော့မှရေဓာတ်တွေမဆုံးရှုံးဖို့ဆိုလို့ရှိရင်တော့ဒီချက်လေးတွေကိုပြုလုပ်ပေးပါနံပါတ်1ချက်ကတော့လေ့ကျင့်ခန်းမလုပ်ခင်လုံနေတဲ့အချိန်လုပ်ပြီးတော့တဲ့အချိန်မှာဆိုလို့ရှိရင်ရေကိုလုံလောက်အောင်တောက်ပေးပါဗျကျွန်တော်လေ့ကျင့်ခန်းလုပ်တဲ့အခါမှာဆိုလို့ရှိရင်ချွေးကပိုပြီးထွက်လိမ့်မယ်အဲဒါကြောင့်မို့ရေဓာတ်ကိုပြန်လဲဖြည့်ဆည်းထားတယ်ဆိုလို့ရှိရင်ကိုလုပ်တဲ့လေ့ကျင့်ခန်းကိုတိကျကျနဲ့အချိန်ကြာလုပ်နိုင်မှာဖြစ်ပါတယ်နံပါတ်2တစ်ခုကတော့တင့်တော်ပြီးတော့မှတက်တောင့်တတရှိတဲ့အားကစားဝတ်စုံဝတ်ထားဖို့ရည်ကြီးပါတယ်ဗျကျွန်တော်ခြေသားတွေဝတ်တယ်ဆိုလို့ရှိရင်တော့ချွေးကိုစုပ်တဲ့ချက်မဟုတ်ရင်းရတက်တောင့်တတမရှိဘူးပြီးတော့မှကျွန်တော်ချွေးကပြန်ပြီးတော့မှမချောက်လဲတဲ့အတွက်ကြောင့်မို့ခန္ဓာကိုယ်မှာဆိုလို့ရှိရင်တော့အေးမိတာတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်မို့လေ့ကျင့်ခန်းလုပ်တဲ့အခါမှာဆိုလို့ရှိရင်တင့်တော်ပြီးတော့မှချွေးကိုအများဆုံးချောက်စေနိုင်တဲ့ကျွန်တော်တို့ fabric နဲ့သုံးပြထားတဲ့ workout လေ့ကျင့်ခန်းဝတ်စုံတွေဝတ်ဖို့ရည်ကြီးပါတယ်ဗျ။နံပါတ်3ကတော့ကိုလုပ်တဲ့လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာဆိုလို့ရှိရင်တက်တောင့်တက်တာရှိပြီးတော့မှလေဝင်လေထက်ကောင်းတဲ့နေရာမှာလုပ်ဖို့ရရှိရဲ။ချိုးကကြတော့လေ့ကျင့်ခန်းလုပ်တဲ့ခါမှာဆိုလို့ရှိရင်ပန်ကာနဲ့လုပ်တဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပို့ပြီးတော့အေးမိစေတဲ့ကြောင့်မို့ကျွန်တော်ပန်ကာကိုတိုင်းမဖွင့်တာမျိုးပြီးတော့မှချိုးကြလည်းအဲကွန်မကြိုက်တာမျိုးဖြစ်တဲ့ကြောင့်မို့လုပ်တဲ့ခါမှာဆိုလို့ရှိရင်အရန်မပူတဲ့မနက်ခင်းနေပြီးတော့မှနေလုံးဝဝင်သွားတဲ့ညနေခင်းမှာလုပ်တဲ့ဆိုလို့ရှိရင်တော့နွေရာသီမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့အစီကိုငိုဖို့အတွက်ဆိုလို့ရှိရင်ပို့ပြီးတော့မှကောင်းမွန်တဲ့အချိန်လေးတွေမှာဆိုလို့ရှိရင်ပို့ပြီးလေ့ကျင့်ခန်းလုပ်နိုင်မှာဖြစ်ပါတယ်ဗျ။ဒါဆိုလို့ရှိရင်တော့ကျွန်တော်ခန္ဓာကိုယ်ထဲမှာချွေးထွက်များတာနဲ့အစီငိုတာနဲ့လုံးဝမဆိုင်ဘူးဆိုတာသိသွားပြီလို့ထင်ပါတယ်ဗျဒီချက်လေးတွေကိုပြင်လိုက်မယ်ဆိုလို့ရှိရင်တော့ခုလိုနွေရာသီမျိုးမှာဆိုလို့ရှိရင်တော့ကိုပြည့်စင်တဲ့ fitness ကိုရဖို့အတွက်အများကြီးထောက်ကူပေးနိုင်မှာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ညအားလုံးပဲရှိပါ